ကမ္ဘာအကောင်းဆုံးပညာရေးရှိတဲ့နိုင်ငံကအမေရိကန်နိုင်ငံလို့ထင်နေပါသလားထင်ရင်လည်းချင်းချင်းစရာပါပဲအမေရိကန်ပြည်ထောင်စုကဗတ်ပေါင်းစုံမှာထိပ်တန်းနိုင်ငံဖြစ်နေတာကြောင့်ပါဒါပေမဲ့အမေရိကန်ချက်ပုံမူကောင်းမွန်တဲ့ပညာရေးစနစ်ရှိတဲ့နိုင်ငံတစ်ခုရှိပါတယ်ဗြိတိန်လားကနေဒါလားတရုတ်လားစင်ကာပူလားဩစတြေးလျလားအမျိုးမျိုးတွေးနေကြမှချင်ပါတယ်အဲ့နိုင်ငံတွေတစ်ခုမှမဟုတ်ပါဘူးအဆိုပါနိုင်ငံလေးကဥရောပမြောက်ပိုင်းမှာတည်ရှိပြီးလူဦးရေကလည်း90ခွဲကျော်သာရှိပါတယ်အဲ့နိုင်ငံကတော့Moi, Televituloi, the guy from Irwadi. မင်္ဂလာပါ The guy from Irwadi ကနေကြိုဆိုပါရစေဖင်လန်နိုင်ငံမှာဟုတ်ပါတယ်ဖင်လန်နိုင်ငံရဲ့ပညာရေးစနစ်ကအမေရိကန်ချက်ကောင်းမွန်တဲ့အချက်တွေအများကြီးရှိပါတယ်ဒါအပြင်ဖင်လန်နိုင်ငံဟာကမ္ဘာအပျော်ရွှင်ဆုံးနိုင်ငံ World's Happiest Country လည်းဖြစ်ပါတယ်ဖင်လန်ရဲ့ပညာရေးစနစ်ကအခမဲ့ပညာရေးစနစ်ပါ KG ကနေတက္ကသိုလ်အထိအခမဲ့ပညာရေးပါဘာပတ်စံတပြားတစ်ချက်မှမကုန်ပါဘူးကျောင်းသားကျောင်းသူတိုင်းကို laptop တစ်လုံးနဲ့အခြားပညာရေးဆိုင်ရာကိရိယာတွေကိုလည်းအခမဲ့ပေးပါတယ်ကျောင်းမှာနေလေစာနဲ့အခမဲ့ပေးပါတယ်နိုင်ငံကတက္ကသိုလ်တွေကျောင်းတွေမှာတွားရောက်ပညာသင်နေကြပါပြီမြန်မာပြည်မှာလည်းဒီကာလမှာပို့ပြီးဖင်လန်ပညာရေးဘက်ကိုစိတ်ဝင်စားပြီးတွားကြတဲ့သူတွေတွေ့လာရပါတယ် agency တွေကိုပေးရတဲ့ပမာဏကတော့သိန်းရာနဲ့ချီပါတယ်ဆိုတော့ဘယ်လိုပဲဖြစ်ဖြစ်ဖင်လန်နိုင်ငံကကမ္ဘာအကောင်းဆုံးပညာရေးစနစ်ရှိတဲ့နိုင်ငံတွေကတခုဆိုတာညှင်းစရာမရှိပါဘူးတခုကတော့ဖင်လန်နိုင်ငံကရုရှားနဲ့ထိစပ်နေတာကြောင့်တတိထားစရာရှိပါမယ်ဒါအပြင်ရာသီဥတုအရင်အေးတာဖြစ်လို့အေးတာမခံနိုင်ရင်လည်းအဆင်မပြေပါဘူး Your life your choice ဖြစ်တာကြောင့်အဆင်ပြေတဲ့လိုရာကိုပဲလုပ်တာပိုကောင်းပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တူဦးချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်